ဓမ္မငါပြောပြအောင်မဲ့ငါလေးစိတ်တွေတအားညစ်တာငါလောက်ကြွားတာငါပဲရှိတယ်ရန်ကုန်မှာတိုက်ရှိရဲမန္တလေးမှာတိုက်ရှိရဲရွှေဘုံမှာတိုက်ရှိမဟုတ်တာတွေဟုတ်တာတွေရောအကုန်လုံးငါကြွားတာရွှေတွေဆိုလဲငါပိတ်တာလိုက်အမြဲတမ်းငါပြတယ်ပတ်စံနေလဲငါရသလောက်ပုံပြီးမှပြတယ်ငါစုနိုင်လောက်ပုံပြခဏနေကြပတ်စံပုံနဲ့ပြန်ရိုက်အောင်မအဲ့ဒါတော့မှငါ့ကိုအထင်သေးတာငါလေးစိတ်ညစ်တယ်လို့ငါဟိုလွန်ခဲ့တဲ့10နှစ်ခဏကလူအထင်သေးခံရတာငါဘွားယနေ့အချိန်ထိပဲ10နှစ်မဟုတ်ဘူးလွန်ခဲ့တဲ့အနှစ်20ခဏငါ့ကိုလူထင်သေးခံရတာငါကနေမှမြို့တစ်မှာ3ထပ်တိုက်အိမ်ကြီးအကြီးအဲ့လန်တလန်ထဲမှာငါတိုက်အကြီးဆုံးပဲအဲ့အချိန်တော့ငါတော့ဝယ်တော့ကလွန်ခဲ့တဲ့အနှစ်20ကျော်ဝယ်ငါဟုတ်တယ်တော့ကြည့်မှလွင်အဲ့နားမှာငါတိုက်ထဲထီအဲ့တလန်းလုံးမှာငါတိုက်အမြင့်ဆုံးအဲ့ဒါအိမ်ရှိမှာပြင်ထောင်အိမ်ရှိတယ်ဘေးမှာနာကတိုက်ရှိတယ်စိုက်ကားငါလာတိုင်းငါ့ကိုပြင်ထောင်အိမ်ကိုချပေးတယ်ပြင်ထောင်အိမ်ကိုချပေးတယ်ငါပြောအဲ့အိမ်မဟုတ်ဘူးလို့ပြောရင်ငါ့ကိုဟိုချင်ရင်ကနာကတိုက်ကိုချပေးတယ်ငါရဲ့တိုက်ကိုလုံးဝမချပေးဘူးအဲ့နဲ့ငါစောက်မကလို့အဲ့စိုက်ကားဓမ္မကိုငါတိုက်ကဒီတိုက်လို့ပြောလိုက်တာပြောပြီးတော့ငါ့ကိုဟန်ဆောင်တယ်လို့ထင်မှာဆိုလို့ငါနေဦးမင်းမသွားနဲ့အိုမင်းပင်ပန်းနဲ့ဆိုပြီးတော့အိမ်မှာငါအခုတခါတည်းငါလမ်းပြောလိုက်တာဒီမလွင်လာအောင်ဟဲ့ရေကတက်တာတဲ့ရေတပ်ဘူးတပူးယူခဲ့ဟဲ့ရေခဲနေရလေးတမစိုက်ကဓမ္မကိုပေးလိုက်ဦးမယ်ဆိုမှငါ့ကိုအထင်ကြောက်ငါပေးတာအခုချိန်ထိငါ့ကိုအထင်မကြီးကြဘူးအဲ့